လောကသားတို့အတွက်မြတ်ဗုဒ္ဓဤကြိုးပမ်းချက်အပိုင်း30ဘုရားမြတ်စွာရဲ့သက်တော်39နှစ်ဖျားဖြစ်ပြီးတဲ့နောက်မှာလောကသားတွေရဲ့အတွက်ကြိုးစားအားထုတ်ဝါတော်9ဝါရသွားတဲ့အချိန်မှာဘိက္ခုနီသာသနာတော်ကြီးခွင့်ပြုခဲ့ပြီးတော့အမျိုးသမီးဘိက္ခုနီမတွေဟာသာသနာပေါင်းရောက်ရှိလာခဲ့ကြမြတ်စွာဘုရားပထမဘောဓိလို့စာပေကျမ်းကမှာသုံးလုံးနဲ့ပထမဝါ20ပထမဝါ20ဆိုတာသက်တော်55နှစ်အတွင်းပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားရဲ့တပည့်တာဝကတွေဟာအလုံးကိုလူတော်လူကောင်းတွေတပည့်ကောင်းတွေအမှန်တမ်းပေါများလို့စီကားတိုးတက်နေတဲ့အချိန်အရှိန်အဟုန်နဲ့မြတ်စွာဘုရားသာသနာတော်ဟာစီကားတိုးတက်လာဓမ္မစကြာတရားဟောတဲ့အချိန်ကနေစပြီးတော့မြတ်စွာဘုရားသာသနာတော်ဟာပွင့်လင်းထင်ရှားပြီးရခင်ကထွန်းကားခဲ့တဲ့ဘာသာတရားတွေကိုကြော်တက်ပြီးတော့အများရဲ့စိတ်ဝင်စားမှုကြီးညိုမှုအားထားမှုလေးစားမှုပူဇော်မှုတွေကိုခံကြလူတိုင်းရဲ့ပါးစပ်ဖြားမှာသမနောခောရမောတัจจပုတ္တောတัจจကုလပပစိတောတัจจမျိုးနွယ်ကသာသနာပေါင်းဝင်ပြီးတော့ရဟန်းဖြစ်လာတဲ့သမဏခောရမဟာအမြဲတမ်းကြော်ကြားထင်ရှားတယ်ကဘာကျော်သည်ထိအောင်ဂုံကြီးတွေကအမြဲတမ်းကြီးမားတယ်ဟောပြောတဲ့တရားတွေကလည်းအမြဲတမ်းမှန်ကန်နေတိကျတယ်ဆိုပြီးတော့ဒီလိုထင်ရှားထူးခြားတဲ့ပုဂ္ဂိုလ်သူမြတ်ကိုဖူးတွေ့ရယုံနဲ့ပဲအကျိုးရှိလာပြီဆိုပြီးလူတွေဟာမြတ်စွာဘုရားတွေ့ဖို့ဖူးဖို့ကြိုးစားကြအုံကြက်ကြက်နဲ့ရောက်လျာအရက်မှာမြတ်စွာဘုရားကိုတလေးတစားလာရောက်ပြီးတော့ဖူးတွေ့ကြတာကာတိတိုင်းကောသလတိုင်းအခြားမြို့နယ်တွေမှာမြတ်စွာဘုရားကြွလာပြီလို့သတင်းကြားလိုက်တာနဲ့တပြိုင်နက်မြို့ရှိလူကုန်နီးပါးဗုဒ္ဓဘာသာဟုတ်သူရောမဟုတ်သူပါအားလုံးဟာယခုလိုထင်ရှားချော်ကြတဲ့ပုဂ္ဂိုလ်ကိုတွေ့ချင်ကြတယ်ဖူးချင်ကြတယ်မြင်ချင်ကြတယ်ဆိုပြီးတော့လူတွေဟာမြို့ထဲမှာလူမကြံလောက်အောင်မြို့ပြင်ကိုထွက်လာပြီးမြတ်စွာဘုရားတရင်သုံးတဲ့တောအရက်ကိုသွားလာခဲ့ကြတယ်ပေါ့အဲ့ဒီလိုအရှိန်အဟုန်နဲ့ကြီးမားပြီးတော့မြတ်စွာဘုရားသာသနာတော်ဟာပွင့်လင်းထင်ရှားနေအခုလို9ဝမြောက်မှာမိရွေတော်ကြီးဥဆောင်တဲ့ဘိက္ခုနီအမျိုးသမီးရဟန်းတော်တွေပေါ်ပေါက်လာသည့်အတွက်ကြောင့်အမျိုးသမီးပိုင်းကလည်းပဲစိတ်ဝင်စားလာကြတယ်သာသနာပေါင်းဝင်မှုတထေးသမီးတွေတကြွယ်သမီးတွေမင်းသမီးတွေဗြဟ္မဏဝင်အမျိုးသမီးတွေဒါတွေဟာသာသနာပေါင်းဝင်ဖို့စိတ်ဝင်စားလာကြတယ်မျိုးသမီးတွေအတွက်ထွက်ပေါက်ရလာဥပမာတစ်ခုပြောရမယ်ဆိုရင်ဥပလဝနာဆိုတာအင်တမယုတ်ကြီးကချောမောလှပတာအင်တမယုတ်ကြီးကချောမောလှပသည့်အတွက်ကြောင့်ဒီမျိုးသမီးလေးကိုတောင်းရတဲ့ပုဂ္ဂိုလ်အလွန်များတယ်မင်းဆိုရာဇာတွေပစ္စည်းဥစ္စာချမ်းသာတဲ့တထေးတွေအလုံးကနေပြီးတော့တောင်းဆိုကြတာတွေများလာတဲ့အခါကျတော့ဥပလဝနာသူတို့သမီးရဲ့ဖခင်ကြီးဟာဆုံးဖြတ်ဖို့ခက်ခဲလာတယ်အခါကျတော့သမီးကိုပြောတယ်သမီးလူဘဝမှာနေမယ်ဆိုရင်လူချင်းသူတွေများရင်အန္တရာယ်များတာပဲမြတ်စွာဘုရားသာသနာတော်ဝင်ပြီးတော့ဘိက္ခုနီဝပလာလို့ဆိုတော့ဖခင်ကြီးရဲ့အကြံပေးမှုအတိုင်းပဲဥပလဝန္နာဟာသာသနာပေါင်းဝင်လာခဲ့တာဒီလူလောကမှာသိထင်ရှားလာတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲသာသနာပေါင်းဝင်ကြ
မျိုးသမီးအကယ်၍သာအဲ့ဒီခေတ်ကအလွန်ချောမောလှပပြီးလူချင်းသူတွေများတဲ့အမျိုးသမီးတွေဟာအန္တရာယ်ကြီးတစ်ခုပဲလှလွန်အားကြီးရင်လည်းအန္တရာယ်ဖြစ်တယ်အဲ့ဒီခေတ်ကလှလွန်အားကြီးလို့ရှိရင်ဘာဖြစ်သွားလဲလို့ဆိုရင်ဘုံဆိုင်သဘောမျိုးခဏိကာဆိုတဲ့အနေအထားမျိုးကိုထားကြနှုတ်ဖို့ဆိုရင်ရံပွဲတွေခဏခဏဖြစ်တယ်ဒါကြောင့်မို့လို့ခဏိကာဆိုတဲ့အာလုံးဘုံဆိုင်သဘောမျိုးတက်နောက်တက်နဲ့အစာဦးနဲ့ယာရုသဘောမျိုးထားပြီးတော့ဘုံဆိုင်သဘောမျိုးလုံးလေးရှိချတာဒါထိုခေတ်ကထုံတန်းဆက်လာခဏိခေတ်မှာတော့ဒါမျိုးမဟုတ်ဘူးပေါ့အဲ့ဒါလို့မြို့သမီးတွေမှာအခုလိုအနေအထားမျိုးရလာတဲ့ချိန်မြတ်စွာဘုရားကဘေကုဏီသာသနာခွင့်ပြုလိုက်တာနဲ့တပြိုင်နက်မြို့သမီးခေါင်းတွေဖို့မှာမရောက်ချင်တဲ့ဘဝမျိုးကိုမရောက်ရတော့ဘဲနဲ့တကယ်ကိုတရားရှင်ဖြစ်ပြီးတော့လွတ်လွတ်လပ်လပ်နဲ့နေထိုင်နိုင်ပြီးတော့တရားဓမ္မကျင့်သုံးနိုင်ခွင့်တွေရလာကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုရသွားကြဒါဟာအလွန်ဝမ်းသာစရာကောင်းတဲ့အနေအထားတစ်ခုပဲအလွန်ဝမ်းသာစရာကောင်းတဲ့အနေအထားတစ်ခုအဲ့ဒါလို့အမျိုးသမီးဘေကုဏီတွေပေါ်လာပြီးတော့ဒီအချိန်မှာပဲဒီတဲ့နည်းနည်းစောပြီးမြတ်စွာဘုရားငါးဝမရခင်အချိန်လေးမှာတာဂိဝင်တိုင်းပြည်ကိုသောတရဏမင်းကြီးရဲ့ယာဓုဆက်ခံပြီးတော့အကြီးကဲလှုပ်တဲ့ဗတ္တိယတို့အနုရုဒ္ဓတို့ကိမိလာတို့ဘဂုတို့အာနန္ဒတို့ထေဝဒတ္တတို့ဆိုတာလေသာသနာပေါင်းဝင်လာကြထင်ရှားတဲ့မင်းသားတွေဟာသာသနာပေါင်းဝင်လာကြတော့ဝင်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီကိုချင်းတရားကောင်းမွန်ပြီးတော့ထူးချွန်ထက်မြက်တဲ့အရည်အသွေးတွေကိုရရှိသွားကြဆိုပါစို့ဗတ္တိယဆိုတာသာသနာပေါင်းဝင်တဲ့နှစ်မှာပဲယန္တာဖြစ်သွားတယ်ယန္တာဖြစ်တဲ့အခါရောက်တဲ့နေရာမှာပဲအဟောတုခံချမ်းသာလိုက်တာခုမှချမ်းသာလိုက်တာနဲ့ဥဒန်းကျူးတာအဲ့ဒါလို့ဥဒန်းကျူးတော့ယဟန်တွေကဒုဘဝတုန်းကမင်းစည်းစိမ်ကိုပြန်ပြီးတော့များတန်တနေတာလားလို့အထင်လွဲကြတယ်မဟုတ်ဘူးသူကရှင်းပြတမ်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့အချိန်တုန်းကဆိုရင်လက်နဲ့ကိုင်အဆောင်အဦးတွေနဲ့ခြံရံပြီးတော့အခြံရံနေနဲ့အဆောင်လျှောက်တွေနဲ့ဒီလိုနေရတော့လည်းပဲအိတ်ကောင်းခြင်းမအိပ်ရဘူးစားကောင်းခြင်းမစားရအမြဲတမ်းတတိနဲ့နေရတယ်ပေါ့အဲ့ဒါလို့အန္တရာယ်ကြားမှာတတိနဲ့နေရဘယင်းနေဆိုတာဘလောက်ပဲအဆောင်နေချထားတာသူတို့ဟာစိတ်ချယုံကြည်မှုသိမရှိကြတော့အမြဲတမ်းသူတို့ကိုယ်တိုင်သူတို့ကြောင်းကြမှုတွေရှိစားရဲဆိုတဲ့အခါမှာလည်းပဲကျွေးသမျှတင်ဆက်သမျှပွဲတော်တွေကိုစားရတာမဟုတ်ဘူးစားရတာမဟုတ်ဘူးအနေရရှိတဲ့အစာတွေအစိတ်ခတ်မာတွေပါလေကြောက်နေရကြောက်နေတော့ပွဲတော်ချက်ပြီးတော့ပွဲတော်လာဆက်တဲ့ဘုရင်ရဲ့ဒီစဖိုးတော်စာချက်တော်ကိုယ်တိုင်ကစာချက်ကကိုယ်တိုင်ကသမင်းချက်တဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ဟင်းအစီအကုန်လုံးသူကိုယ်တိုင်ဘုရင်ရှိမှစားပြရနော်စားပြလို့သူဘာမှမဖြစ်ဘူးဆိုမှဘုရင်ကပွဲတော်တည်တယ်ပေါ့ဒါတောင်မှပဲဘုရင်တွေဟာအင်တမချစ်ခင်တဲ့ကြောင်ကလေးတွေခွေးကလေးတွေမွေးထားတာရှိသေးတယ်အစာအာဟာရတွေကိုအဲကြောင်လေးတွေခွေးလေးတွေကိုလည်းကျွေးလိုက်တာသူတို့ဘာမှမဖြစ်ဘူးဆိုမှဘုရင်တွေဟာကိုစားတဲ့အစာကိုအာရပါရစားနိုင်ကြတယ်အင်တမရံများတယ်ဒါကြောင့်မို့လို့အဆောင်လျှောက်တွေဈာကနေရပြီမယ်လို့စိုးရင်ထိတ်လန့်မှုတွေဟာရင်ထဲမှာရှိနေဟောသာသနာပေါင်းဝင်ရောက်လိုက်တဲ့အခါကျတော့အဲ့ဒီစိုးရင်ထိတ်လန့်မှုတွေတခုမှမရှိတော့တော်တယ်တောင်းတယ်တစ်တပင်ရင်ဝါတပင်အောက်မှာတယောက်တည်းတရားလေးနှလုံးသွင်းထိုင်ငါ့ကိုဘယ်သူများလာနှောက်ရှက်မလဲလို့ဘာမှစိုးရင်ကြောင်းကြမှုလည်းမရှိဘူး
ငါပစ္စည်းလာခိုးသွားမလားဆိုတာလဲဆိုရင်ကြောက်ကြမှုမရှိဘူးအင်တမငြိမ်းချမ်းတာကိုအကြောင်းပြုပြီးတော့ခုမှပဲအလွန်ငြိမ်းချမ်းတဲ့အနေအထားမျိုးရတယ်လို့ဟောတုခံဆိုပြီးတာကဝေမင်းဗတ္တိယဟာအခုလို့ဥရန်ကျုခဲ့တာဖြစ်အဲ့တော့သူနဲ့တူတူသာသနာပေါင်းဝင်လာတဲ့ပုဂ္ဂိုလ်တွေအနုရုဒ္ဓဆိုအလွန်ရင်းနှီးတဲ့တန်ငယ်ချင်းပဲအနုရုဒ္ဓဆိုတာလူဘဝမှာအလွန်ကိုချမ်းသာတာချေမွေးမိမလောင်လက်မွေးမိမလောင်နောက်ဆုံးမှာမရှိဘူးဆိုတဲ့စကားတောင်သူနားမလဲဘူးသူ့အတွက်တော့အကုန်ရှိနေတာမရှိဘူးဆိုတာဘာပြောတာလဲသူလိုချင်တာတွေအကုန်ရနေတော့မရှိဘူးဆိုတဲ့စကားသူ့မှာမကြားဘူးတဲ့အနေအထားမျိုးရှိတယ်ထမင်းဖြစ်ရအရတ်တောင်မှမသိဘူးထမင်းဘယ်ကဖြစ်လဲလို့မေးလို့ရှိရင်နေ့စဉ်နဲ့အမျှသူစားဖို့ထမင်းဟာရွှေခွက်ထွဲမှာရနေတာဖြစ်တော့ထမင်းဟာရွှေခွက်ထွဲမှာဖြစ်တယ်လို့ပဲသူသိတယ်အဲ့ဒါလောက်ထိအောင်သူ့ဘဝဟာချမ်းသာတယ်လို့ပြောတာဘာကိုမှမလေ့လာဘူးနော်ချမ်းသာဒီလိုနေလာတဲ့ပုဂ္ဂိုလ်သူလည်းသာသနာပေါင်းဝင်ရောက်လာတဲ့အခါပထမဝါအတွင်းမှာပဲဒိဗ္ဗစက္ခုအဘိညာဉ်ကြီးကိုရရှိပြီးတော့လောကကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့စัจ java လာတစ်ထောင်ကိုတပြိုင်တည်းကြည့်နိုင်တဲ့စွမ်းအင်သူ့မှာရရှိတယ်။ဘဂုရုကိမိလာတို့ဆိုတဲ့မင်းသားတွေဟာလည်းပဲတရားဥတရားမြတ်ရရှင်အနန္ဒာဆိုတာလေသောတာပန်ဘဝရောက်ပြီးတော့မြတ်စွာဘုရားပေါ်မှာအလွန်လေးစားချစ်ခင်တဲ့ပုဂ္ဂိုလ်တူအဖြစ်မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုစိတ်ဝင်စားမှတ်သားလေးလာပြီးတော့သင်ယူကြက်မှတ်တဲ့ပုဂ္ဂိုလ်အဖြစ်နောက်မှထင်ရှားလာတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်။သာသနာပေါင်းဝင်ကြတဲ့ကမြတ်စွာဘုရားဟောသမျှတရားတွေပေါ်မှာသူစိတ်ဝင်စားတယ်။ဒါကြောင့်မို့သူမရဘူးဆိုတဲ့တရားဟာမရှိသလောက်ပဲ။အဲ့ဒါလို့ဓမ္မပေါ်မှာစိတ်ဝင်စားပြီးတော့ဘောဓုတရှိတဲ့ပုဂ္ဂိုလ်တူတယောက်အနေနဲ့ဖြစ်လာ။ရှင်ဒေဝထတ္တဆိုတာလေအဲ့ဒီအချိန်မှာစိတ်ကောင်းနှလုံးကောင်းရှိနေတယ်တကူအိဋ္ဌိဘတ်တွေနဲ့ပြည့်စုံတဲ့အိဋ္ဌိဝိဒအဘိညာဉ်ရှိတော့မြေရှိုးမိုးပြန်တကူဆန်နေနဲ့တမာရီကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့သူဟာစိတ်ကောင်းနှလုံးကောင်းရှိနေသည့်အတွက်ကြောင့်အဲ့ဒီအချိန်မှာဘာပြဿနာမှဖြစ်သေးဘူးမြတ်စွာဘုရားကိုယံမလုပ်သေးဘူးနော်ယံမလုပ်သေးဘူးတရားဓမ္မကိုကျင့်ပြီးတော့သူဟာရှင်သာရိပုတ္တရာတို့အတောင်ချီးမွမ်းရတယ်မဟိဋ္ဌိကောဂေါရိပုတ္တောမဟာနုဘောင်ဂေါရိပုတ္တောဂေါရိရဲ့သူ့ရဲ့မေတော်ကဂေါရိခမည်းတော်ကသုပ္ပဗုဒ္ဓဂေါရိရဲ့သားဟာရှင်းတော့ကတော့ယဉ်ကျေးတဲ့အနေနဲ့ခေါ်တာမိဘနာမည်နဲ့တက်ခေါ်တယ်ကြည့်လေရှင်သာရိပုတ္တရာရဲ့နာမည်ကဥပတိတ်တပဲဒါပေမဲ့မေတော်ကြီးနာမည်နဲ့ခေါ်လိုက်တယ်သာရိပုတ္တရာဒါယဉ်ကျေးမှုတစ်ခုပဲသူတို့နိုင်ငံမှာနော်ယဉ်ကျေးမှုတစ်ခုအနေနဲ့မိခင်နာမည်နဲ့ခေါ်လိုက်တာသာရိပုတ္တရာမောဂ္ဂလနာဆိုတာလဲဒီလိုမိဘနာမည်နဲ့တက်ပြီးတော့မျိုးရိုးအနေနဲ့ခေါ်လိုက်တာပဲကတ္တဝဆိုတာလဲမျိုးရိုးအနေနဲ့ခေါ်တာနာမည်နဲ့ခေါ်တာမဟုတ်ဘူးအဲ့ဒါလို့သူတို့ရဲ့ခေတ်ကာလယဉ်ကျေးမှုလိုက်ထိုက်လျောက်ခေါ်တာရှင်သာရိပုတ္တရာရဲ့ညီတော်တစ်ပါးဖြစ်တဲ့ဥပသေနဥပတိတ်တရဲ့ညီကိုဥပသေနလို့နာမည်ပေးထားအဲ့ဒီဥပသေနကြတော့ခမည်းတော်ရဲ့နာမည်နဲ့တက်ပြီးတော့ခေါ်တယ်အမေချစ်နဲ့အဖေချစ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ရှင်သာရိပုတ္တရာကတော့အမေချစ်မို့သာရိပုတ္တရာလို့ဒီလိုခေါ်တာလည်းဖြစ်မယ်ဥပသေနကြတော့အဖေချစ်တဲ့သားနော်မိသားစုထဲမှာလည်းပဲအမေချစ်တာအဖေချစ်တာရှိလောက်သေးတယ်ပေါ့ကွဲပြားပြီအဲ့ဒီမှာဥပသေနကြတော့ဥပသေနောဝင်္ခန္တပုတ္တောတဲ့ခမည်းတော်ကြီးရဲ့ဝင်္ခန္တအဲ့ဒီဝင်္ခန္တနာမည်နဲ့ပဲဥပသေနကြတော့ဝင်္ခန္တပုတ္တဆိုတဲ့နာမည်ထည့်တွဲဖက်ပြီးတော့ခေါ်တယ်အဲ့ဒါလိုပဲဒေဝထတ္တကိုအမေချစ်ဖြစ်ပုံရတော့သူ့ကိုမဟိဋ္ဌိကောဂေါရိပုတ္တောဂေါရိမိဖုရားရဲ့သားတော်ယဟန်တော်ဟာအမြဲတမ်းတကိုးကြီးပါပေတယ်အစွမ်းတတ္တိတွေထက်မြက်ပါပေတယ်ရှင်သာရိပုတ္တရာတို့ကစပြီးတော့ဒေဝဒတ္တဆိုတဲ့ဂ
ကောလိယမင်းသားဘဝကဒီသာသနာပေါ်ဝင်လာတဲ့ဒေဝတတဆိုတဲ့ယဟန်တော်ကိုလေးစားကြတယ်စိတ်ကောင်းနှလုံးကောင်းရှိသေးတယ်အဲ့ဒီချိန်အယူဝါဒဖောက်ပြန်ပြီးတော့မြတ်စွာဘုရားကိုယံမလုပ်သေးဘူးအဲ့ချိန်နော်ဒါကြောင့်မို့မြတ်စွာဘုရားကတစ်ချိန်တုန်းကပြောတယ်ပထမဘောဓိတစ်ချိန်တုန်းကသာသနာတော်မှာအလုံးကိုတိုးတက်စီကားခဲ့တယ်အားလုံးဟာဆုံးမဩဝါဒလေးပေးလိုက်တာနဲ့ပဲဒီပုဂ္ဂိုလ်တွေအားလုံးဟာလေးစားလိုက်နာပြီးတော့သာသနာတော်မှာလူကောင်းလူတွေယဟန်ကောင်းရှင်ကောင်းတွေအလွန်များတယ်မြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်တပ္ပပပတ္တအာကရဏံရုပ်ညက်နဲ့ရုပ်မာတဲ့အလုပ်တွေမလုပ်ချနဲ့မလုပ်ရဘူးနော်တပ္ပပပအောက်တန်းကြတာတွေမလုပ်ချနဲ့ကုသလတုပတံပရာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာပေးတတ်တဲ့ကုသိုလ်လုပ်ငန်းတွေကိုကြိုးစားအထောက်ကြကိုယ်တဏ္ဍာမှာပြည့်စုံအောင်လုပ်ကြသစိတ်တပရိယောတပနံစိတ်ကိုဖြူစင်အောင်ထားကြဒါဟာငါရဲ့အဆုံးအမပဲလို့15ရက်တခါ15ရက်တခါတတိပေးတယ်အေးအောက်တန်းကြတဲ့အလုပ်တွေမလုပ်ကြနဲ့ကုသိုလ်တွေမှန်သမျှကိုယ်တဏ္ဍာမှာပြည့်စုံအောင်ကြိုးစားကုသိုလ်ဆိုတာဒါနကုသိုလ်ရှိတယ်သီလကုသိုလ်ရှိတယ်ဘာဝနာကုသိုလ်ရှိတယ်အလုံးပြည့်စုံလောကီကုသိုလ်ရှိတယ်လောကုတ္တရာကုသိုလ်ရှိတယ်နော်ဇံကုသိုလ်ရှိတယ်ဝိပဿနာကုသိုလ်ရှိတယ်မက်ကုသိုလ်ရှိတယ်တစ်ဆင့်နဲ့တစ်ဆင့်တာလွန်သွားတာအမြတ်ဆုံးကုသိုလ်လို့ဆိုတဲ့အရတ္တမဲ့ရောက်အောင်ကြိုးစားအထောက်ဖို့မြတ်စွာဘုရားတိုက်တွန်းကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်ဟာအရတ္တမဲ့ကုသိုလ်ပဲသောတာပတိမဲ့ကုသိုလ်ကောင်းတယ်အကောင်းမပြည့်စုံသေးဘူးသဂရဂါမိမဲ့ကုသိုလ်ကောင်းတယ်အနာဂါမိမဲ့ကုသိုလ်လည်းကောင်းတယ်သို့တော့ perfect မဖြစ်သေးဘူးအကောင်းဆုံးလို့မဆိုနိုင်သေးဘူးသူတဲ့ကောင်းတာရှိနေသေးအကောင်းဆုံးကုသိုလ်ဆိုဒီမှာအရတ္တမဲ့ကုသိုလ်ပဲဖြစ်တယ်အဲ့ဒီအရတ္တမဲ့ကုသိုလ်တဲ့ကောင်းတဲ့ကုသိုလ်ဆိုတာတော့မရှိတော့ဘူးလို့ကုသလတုပတံ္ပရာကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ဆိုတာဒီထိအောင်မြတ်စွာဘုရားလမ်းညွှန်ပေးဒါတွေမကဘူးယဟန်တွေကိုဆုံးမတယ်တလားကို2ကြိမ်လာပြီလာွယ်အချိန်တွေမှာယဟန်တန်ဃာတွေစီဝေးစေပြီးမြတ်စွာဘုရားဆုံးမတယ်ဒီလိုဆုံးမယုံနဲ့ပဲကိစ္စပြေးတယ်အနုပဝါဒောနှုတ်ကိုစောင့်စည်းကြဘယ်သူကိုမှပြစ်တင်တာဆွဲပြစ်တင်တာမျိုးမလုပ်ကြနဲ့ဆွဆွဲတာမျိုးမလုပ်ကြနဲ့အနုပဂါတဘယ်သူကိုမှညှင်းဆဲတာတို့ရိုက်ပုတ်တာတို့မလုပ်ကြနဲ့နော်ဒါမြတ်စွာဘုရားဆုံးတဦးနဲ့တဦးတင့်ဘယ်သူကိုမှညှင်းဆဲလို့တဲ့စိတ်တွေမထားပါတိမောက္ခေသတံဝရောဝိနိသိက္ခာဘုတ်ပြည့်ညတ်ထားတဲ့သိက္ခာဘုတ်တွေပေါ်မှာလိုက်နာကြစောင့်စည်းကြမတ္တညုတာသဗတ္တသမိအစာအာဟာရနဲ့ပတ်သက်လာတဲ့အခါမှာအတိုင်းတာသိရမယ်လောကမှာအတိုင်းတာသိမှုဟာအလွန်အရေးပါတဲ့သီလတစ်မျိုးပဲပေါ့ကိုချင်းတရားတစ်ခုပဲဒါကြောင့်မို့လို့ကိုချင်းတရားတစ်ခုဆိုတာအစာအာဟာရစားတဲ့အခါမှာအတိုင်းတာမသိဘူးမသိတဲ့အခါနင်းကန်စားယောဂဝေဒနာတွေရအဲ့ဒါလို့မစားဘဲနဲ့ကိုယ်နဲ့တင့်တဲ့အစာလားတင့်တဲ့အစာဒီပင်လေကိုယ့်အတွက်ဒီမြတ်တာယုံလားဆိုတာဒီပမာဏလေးတွေကိုသိပြီးတော့နေတာထိုင်တာဟာကိုချင်းသီလတစ်မျိုးပဲလိုက်နာရမယ်စာရိတ္တသီလမျိုးတစ်ခုဖြစ်တယ်ရှောင်ရမယ်ဟာမဟုတ်ဘူးလိုက်နာရမယ်ဟာအဲ့ဒါကြောင့်မို့လို့သမင်းစားတာတောင်မှပဲသီလနဲ့ပြည့်စုံအောင်စားဖို့တင့်တယ်ပေါ့သီလနဲ့ပြည့်စုံအောင်စားတယ်ဆိုတာကိုယ်အတိုင်းတာလေးနဲ့ကိုလွတ်အပ်ယုံလေးပဲစားတယ်လွတ်အပ်သည်တယ်ပိုမစားဘူးမတဲတာမစားဘူးတဲ့တာပဲစားတယ်အေးမြန်မာနိုင်ငံမှာတော့ဒီအစားအသောက်နဲ့ပတ်သက်လာလို့ရှိရင် waste ဖြစ်တာတွေအများကြီးပဲအိမ်တေးမှာထမင်းညံဟင်းညံအများကြီးဘုန်းကြီးကျောင်းတွေသွားကြည့်ထမင်းညံဟင်းညံတွေအများကြီးပဲအဲ့ဒီ waste အလကားဖြစ်သွားတဲ့ဟာတွေကိုထိမ့်နိုင်သိမ့်နိုင်မယ်ဆိုရင်မြန်မာနိုင်ငံရဲ့စီးပွားဟာပြန်ပြီးတော့တိုးတက်လာတယ်မြန်မာလူမျိုးတွေဟာနေ့စဉ်နဲ့အမျှကိုစားရမယ့်အတိုင်းအတာလေးတစ်ခုအတိုင်းလိုက်နာစားတော့ကြမယ်ဆိုလို့ရှိရင်ကျမရေးအနေနဲ့လည်းတိုးတက်လာနိုင်တယ်နော်စီးပွားရေးအနေနဲ့လည်းတိုးတက်လာအရှင်ဘုရားထမင်းလေးလျှော့စားရုံနဲ့စီးပွားတိုးတက်နိုင်မှာမလားဆို waste တွေကိုတွက်ကြည့်လေနော်အိန္ဒိယကစွန့်ပစ်တဲ့
အစာအာဟာရတွေဆွန့်ကြည့်လိုက်မယ်ဆိုရင်တရက်သေးတော့မပြောပါတော့ဘူးပေါ့တလဆိုရင်များလာပြီတစ်နှစ်ဆိုရင်နေဦးကြီးဖြစ်သွားပြီပေါ့တစ်နှစ်အလေအလွင့်တွေကိုထိမ့်လိုက်မယ်ဆိုလို့ရှိရင်တလစာပြန်ရလာနိုင်တယ်ပေါ့ဒီလိုဆိုလိုတာပဲဒါကြောင့်မို့မြတ်စွာဘုရားကမတ္တညုတာသဗတ္တသမိကိုစားတဲ့အစာအာဟာရပေါ်မှာတိုင်းတာသိရတိုင်းတာသိပြီးစားတဲ့ပုဂ္ဂိုလ်တွေဟာတိုင်းတာသိတယ်လို့ဆိုတဲ့နေရာမှာဘယ်နေရာတွေတိုင်းတာသိတာတော့ဆိုရင်ကိုယ်ထမင်းခွက်ထဲထမင်းထဲတာလဲအတိုင်းတာသိရမယ်စားတာလဲအတိုင်းတာသိရမယ်အကြံကိုစွန့်တာလဲအတိုင်းတာသိရမယ်တိုင်းတာမရှိဂုံထက်အကုန်ထက်အကုန်သွန်ဆိုတာမျိုးမဖြစ်စေသင့်ဘူးတဲ့ဒီလိုဆိုလို့တယ်တနည်းအားဖြင့်ဆိုရင်ကိုယ်ချမ်းမရေးနဲ့ကိုက်ညီတဲ့အစာအာဟာရစားတာလဲအတိုင်းတာသိမှုတစ်ခုပဲမတည့်တာကိုရှောင်တာလဲအတိုင်းတာသိမှုတစ်ခုပဲလို့ဒီလိုယူရမယ်ဒါကြောင့်မို့မြတ်စွာဘုရားဆုံးမတယ်ယဟန်နေမတ္တညုတာသဗတ္တသမိအစာအာဟာရပေါ်မှာအတိုင်းတာနဲ့စားရမယ်အတိုင်းတာနဲ့စားသည့်အတွက်ကြောင့်ဒီဘာဖြစ်လဲကျမ်းမာရေးမထိခိုက်ဘူးပေါ်ပေါ်ပါပါရှိတယ်အထိုင်ထားသွက်လက်တဲ့ခွန်အားတွေရှိတယ်မြတ်စွာဘုရားဒီလိုပဲဆုံးမှာယောဂနေတယ်အလွန်ကျွံစားတယ်လို့ဆိုရင်မဟကသောဆိုတာသိအစားကြီးတဲ့ပုဂ္ဂိုလ်နော်အစားကြီးတဲ့ပုဂ္ဂိုလ်တွေကယောဂများတယ်ကောသလမင်းကြီးအစားကြီးတို့မြတ်စွာဘုရားကယောဂဝေဒနာတွေများတဲ့အကြောင်းဒါကြောင့်မို့တတိထားပြီးစားမယ်ဆိုရင်တဏုကတ္တဝေဒနာဟောတိယောဂတွေနည်းလာမယ်လောကလူတွေယောဂရတာအစားကြောင့်ရတာတွေကပိုများတယ်အစားတော့အခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်အစားအစာတွေနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ယောဂတွေကအသေးယောဂတို့ကြောက်ကပ်ယောဂတို့ဆိုတာပိုများလာအဲ့တော့ဆိုပါစို့ကြောက်ကပ်ဆိုလို့ရှိရင်ဒိန်ညင်းသီးတို့ဘာလို့မတဲ့ဘူးမတဲ့တာမှဝက်သားနဲ့ချက်စားမတဲ့တာမှဒိန်ညင်းသီးတွေပြုတ်ပြီးတစ်စလုံးကုန်အောင်စားတယ်ဆိုတာမျိုးတွေဖြစ်လာလို့ရှိရင်တော့ကြောက်ကပ်ဟာပျက်စီးသွားပြီပေါ့အစိတ်တွေဖြစ်တယ်ပေါ့ဒီလိုဟာမတ္တညုတာသဗတ္တသမိလို့မြတ်စွာဘုရားကတတိပေးနေတာအဲ့ဒီလိုတတိပေးတဲ့အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ကျမ်းမာရေးလည်းပိုကောင်းလာနိုင်တယ်ဒီလိုပြောပန္တင်းစသေနာတနာရှင်းတော့ကတော့ဆူညံတဲ့နေရာတွေမှာမနေနဲ့အစွန်အဖျားမှနေလူသူတွေသွားလာရှုပ်ရှက်ခတ်တဲ့နေရာမျိုးမှာမနေနဲ့အစွန်အဖျားလေးနေနောက်ပိုင်းမှာမြို့တွေပြတွေတောင်မှမြို့လေကောင်ဆိုလို့ရှိရင်ဆူညံမှုတွေကများလာတဲ့အခါစင်ကြီးဘုံဆိုတာကိုထွက်နေကြတယ်စင်ကြီးဘုံမှာဆူးလာတဲ့အခါကျတော့မြို့အပြင်နော်မြို့အပြင်မှာထွက်ပြီးတော့နေထိုင်မှုတွေပြုလာကြကျမ်းမာရေးပိုကောင်းတယ်လို့ယူဆလာကြတယ်နောက်ပိုင်းအဲ့တော့မြတ်စွာဘုရားကတော့ကျမ်းမာရေးတွေမကဘူးအသိပညာရဖို့ရအတွက်ပါပန္တင်စသေယနာတနာလူသူသွားလာမှုတွေမများဘူးနော်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးမှာတိတ်ဆိတ်ငြိမ်သက်မှုကိုအသုံးပြုပြီးတော့တရားဓမ္မနှလုံးသွင်းတာတို့အသိပညာတိုးတက်အောင်လုပ်တာတို့ဒီလိုကောင်းတဲ့အခွင့်အရေးတွေရလာတာမို့ဒီအစွန်ဖျားနေရာမျိုးလေးတွေမှာခြောင်ကြနေရာမျိုးလေးတွေမှာနေပြီးတော့အကျိုးရှိအောင်လုပ်ကြဖို့မြတ်စွာဘုရားတိုက်တွန်းနှိုးဆော်တယ်တိုက်တွန်းပန္တင်စတယနာတနာအဓိစိတ်တေစအာယောကောဧတံဗုဒ္ဓနာသာအဓိစိတ်တာလို့ဆိုရဲသမထကျင့်စဉ်တစ်ခုကျင့်ပြီးတမာရီကိုပွားများအားထုတ်ကြဖို့မြတ်စွာဘုရားယဟန်တော်တွေကိုတိုက်တွန်းကြတိုက်တွန်းတဲ့အတိုင်းပဲယဟန်တော်တွေကလည်းလိုက်နာကြတယ်လိုက်နာကြပထမဘောဓိမှာဆိုရင်120မှာဆိုရင်မြတ်စွာဘုရားစိတ်တိုင်းကြတယ်လို့တခါတော့အမိန့်ရှိဘူးတယ်ယဟန်တန်ဃာတွေနေတာထိုင်တာလိုက်နာကျင့်သုံးတာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအပေါ်မှာထော်လောကလန်လှုပ်ထားတဲ့အဲ့ဒီချိန်ထဲမှာမရှိဘူးဒေဝရတ်လိုပုဂ္ဂိုလ်မျိုးတောင်မှပဲမြတ်စွာဘုရား3-4ဝရလောက်ကဒေဝရတ်ဟာသာသနာ့ဘောင်ဝင်လာတာနဝ3ဝရဝင်လာတာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတောင်မှပဲမြတ်စွာဘုရားကိုကလန်ကဆံမလုပ်ဘူးဘုရားဟောတဲ့အဆုံးအမတိုင်းလိုက်နာအဲ့ဒီလိုထဲမှာသီခံပြီးတော့နေတတ်ဖို့ခန္တီပရမံတပောတိတိတ်
တပတ်လို့ဆိုတဲ့သူတော်စင်တွေကျင့်တဲ့အကျင့်ထဲမှာအကောင်းဆုံးအကျင့်ဟာဘာလဲဆိုရင်ခန္တီပရမခန္တီဟာအကောင်းဆုံးပဲသီးခံခြင်းဆိုတဲ့ခန္တီတရားဟာအကျင့်ထဲမှာအကောင်းဆုံးအကျင့်လို့ရသော်ဗျာဘာဖြစ်လို့လဲဆိုသီးခံခြင်းဆိုတာမရှိဘူးဆိုရင်ရှေ့ဆက်သွားဖို့ကြံတဲ့ထူးခြားတဲ့အကျင့်တွေကျင့်နိုင်ဖို့မရှိဘူးဒါကြောင့်မို့အခြေခံဟာအကောင်းဆုံးကတော့ခန္တီဆိုတဲ့သီးခံနိုင်တဲ့အကျင့်ဟာအကောင်းဆုံးကျင့်ပဲဒါကြောင့်မို့ခန္တီပရမန်တပောရဟန်းတော်တွေရဲ့လိုက်နာရမယ့်အကျင့်တွေထဲမှာသီးခံမှုဆိုတာအကောင်းဆုံးပဲလို့ဒီလိုပြောတာနိဗ္ဗာန်ပရမန်ဝရန္တိဗုဒ္ဓအမြတ်ဆုံးပန်းနိုင်ကတော့နိဗ္ဗာန်ပဲဖြစ်တယ်ဥတည်ချက်ထားပြီးတော့သွားရမှာတော့နိဗ္ဗာန်ပဲအဲ့ဒီနိဗ္ဗာန်ဆိုတဲ့လမ်းဆုံးကိုရောက်နိုင်ဖို့အတွက်ကဘယ်သူနဲ့မှသွားလို့ရတာတော့ဆိုခန္တီနဲ့မှရတာလို့ဒီလိုဆိုလို့တာခန္တီယာယထာဝဝတ္တရေတဲ့ခန္တီတွေခန္တီနဲ့ပတ်သက်လာမှလူတွေဟာကောင်းမှုကုသိုလ်ဘက်မှာကြီးပွားတိုးတက်လာနိုင်တယ်ခန္တီပရမန်တပောတိတိခာနိဗ္ဗာန်ပရမန်ဝဒန္တိဗုဒ္ဓနာဟိပပစ္စည်းတောပရုပခာတိနသမနောဟောတိပရံဝိဟေတယံတောတခြားတတ္တဝါတွေညှင်းဆဲတတ်တယ်ဒုက္ခပေးတတ်တယ်ဆိုရင်သမဏမခေါ်ဘူးတဲ့နာဟိပပစ္စည်းတောပရုပခာတိသူတစ်ပါးကိုညှင်းဆဲမယ်တပ်ဖြတ်တယ်စော်ကားမယ်ဆိုရင်ပပစ္စည်းတမဟုတ်ဘူးနသမနောဟောတိပရံဝိဟေထယံတောသူတစ်ပါးကိုနှိပ်စက်တဲ့ပုဂ္ဂိုလ်ဟာသမဏမခေါ်နိုင်ဘူးလို့သမဏဖြစ်ဖို့ရအတွက်သူတစ်ပါးကိုမနှိပ်စက်နဲ့သူတစ်ပါးကိုမညှင်းဆဲနဲ့ထိခိုက်တိုက်ခိုက်တာတွေမလုပ်နဲ့သီခံမှုရှေ့ထားရမယ်နိဗ္ဗာန်ဟာအမြတ်ဆုံးဥတည်ချက်ဖြစ်စေရမယ်လို့မြတ်စွာဘုရားကတလကို2ကြိမ်ဆုံးမဩဝါဒပေးတာအဲ့ဒီဆုံးမဩဝါဒနားထောင်တာနဲ့ပဲရဟန်းတော်တွေဟာဆုံးမဩဝါဒကိုနာရင်နဲ့ပဲတကယ်ကိုကောင်းတဲ့သူတော်စင်ပုဂ္ဂိုလ်တွေဖြစ်ပြီးတော့လာကြတာပေါ့အားလုံးသာသနာတော်မှာအရှိန်အဟုန်နဲ့တန်ဃာတွေလည်းတစများလာတယ်လိုက်နာမှုတွေလည်းပဲအပြည့်အဝရှိကြတယ်သာသနာပေါင်းဝင်လာတာနဲ့မကြဘူးမဖို့နိဗ္ဗာန်တွေလည်းရပြီးတော့လာကြတရားသူတရားမြတ်တွေရလာအ ਨੇ ဆုံးတမာရီကျင့်စဉ်တွေအောင်ပြီးတော့ဒေဝရတ်တို့လိုပုဂ္ဂိုလ်မျိုးတောင်မှပဲသမထကျင့်စဉ်နဲ့ဇံဘိညာဉ်တွေရပြီးတော့သူ့ဇံဘိညာဉ်တွေဝင်စားပြီးတော့ဇံနဲ့ပဲပျော်ပြီးတော့နေတယ်မြတ်စွာဘုရားအပေါ်မှာယုသိလေးစားမှုတွေပြေဝရှိတယ်ထော်လောကလန့်မလုပ်ဘူးအဲ့ဒီအချိန်ဟာအလွန်ငြိမ်းချမ်းတဲ့အချိန်ပဲလို့ဒီလိုဆိုတာပေါ့နော်အဲ့တော့မြတ်စွာဘုရားဟာ9ဝါတုန်းကဝေသာလိပြည်မှာကြွရောက်ပြီးတော့9ဝါမြောက်မှာဝေသာလိပြည်ကုတဂရသာလာဆိုတဲ့ကျောင်းမှာသတင်းသုံးနေထိုင်ခဲ့တယ်ဒါဖြင့်6ဝါမြောက်ဖြစ်တဲ့သက်တော်40အရွယ်ရောက်လာပြီဆိုတော့ဘယ်မှာကြွပြီးသတင်းသုံးတယ်လဲလို့ဆိုတော့သတ္ထံမကုလပပတိ6ဝါမြောက်မှာကျတော့မကုလတောင်မှာသတင်းသုံးနေထိုင်တယ်လို့ဆိုအဲ့တော့မကုလတောင်ကဘယ်နားမှာရှိတယ်ဘယ်သူတွေနဲ့နေထိုင်တယ်ဆိုတာမှတ်တမ်းကမကြံဘူးမကြံတော့လေစဉ်းစားကြည့်စရာမကုလတောင်မှာနေတော့ကဘာတရားတွေဟောခဲ့တယ်ဆိုတာလေမှတ်တမ်းမှာသိခွင့်မရဘူးပေါ့သို့တော့မကုလတောင်ဟာဘယ်နေရာမှာရှိတယ်ဆိုတာတော့တဇွန်တစဒီပိဋကမူရင်းစာပေမှာတော့ရှားမတွေ့ပေမဲ့လို့မဟာဗုဒ္ဓဝင်ရေးတဲ့တိပိဋကမင်းကွန်းဆရာတော်ကြီးကရေးထားတာတော့သမုဒ္ဒရာကန္နာတနေရာမှာကန်ဆတ်တနေရာမှာပင်လယ်ကမ်းခြေမှာရှိတယ်လို့ဒီလိုရေးထားတာတော့တွေ့ရပင်လယ်ကမ်းခြေတစ်ခုမှာရှိတယ်လို့အဲ့တော့ဒီမကုလတောင်မှာနေတဲ့အချိန်တုန်းကဘာမှထူးထူးခြားခြားဖြစ်ပျက်တာတွေမှတ်သားထားတာမရှိဘူးမြတ်စွာဘုရား6ဝါမြောက်မကုလတောင်မှာသတင်းသုံးတယ်ဆိုတဲ့ဒီသတင်းပေးချက်ကလေးတစ်ခုပဲရှိတယ်ဒါလေးတောင်မှပဲအထက်ကရာတွေထဲမှာ2နေရာ3နေရာပဲပါတယ်ကျန်တဲ့နေရာတွေမှာဒီမကုလတောင်ဆိုတာဘယ်မှာရှိတယ်ဆိုတာတောင်ရှင်းလင်းဖော်ပြထားတာမတွေ့ရတော့အဲ့တော့ဒီတောင်ဒီ6ဝါမြောက်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်တခါတည်းဆုံးမဩဝါဒပေးเสียမရှိယဟန်တန်ဃာတွေကလည်းအလွန်လိမ္မာပြီးတော့
ကိုတရားကိုနှလုံးသွင်းပြီးတော့နေကြတယ်မြတ်စွာဘုရားအနေနဲ့ချွတ်เสียဝေနေယတတ္တဝါမရှိဘူးဆိုလို့ရှိရင်တပါးတဲ့တမဘတ်ချမ်းသာခံစားပြီးတော့တပါးတဲ့နေထိုင်တဲ့အနေအထားမျိုးတွေလည်းရှိတယ်အခါတရံမြတ်စွာဘုရားဝါရင်း3 လပတ်လုံးငါးစီဘယ်သူမှမလာရဘူးငါတပါးတဲ့ကိန်းအောင်ပြီးတော့နေမယ်ဆုံးပိုးတဲ့ကိုတော်ကလွဲပြီးငါးစီဘယ်သူမှမလာနဲ့လို့ဆိုပြီးတော့ဒီလိုနေတာမျိုးတွေလည်းပဲတွေ့ရတော့ဒီမကုလတောင်မှာနေတဲ့အချိန်မှာအဲ့ဒီလိုပုံစံမျိုးနဲ့တရားဟောเสียရည်များစွာမရှိလို့ပင်လယ်ကမ်းခြေမှာသွားပြီးတော့မြတ်စွာဘုရားတပါးတဲ့သတင်းသုံးတယ်လို့ဆိုရင်ဆိုလို့ရကောင်းရနိုင်တယ်သို့တော့မှတ်သားအမှတ်အသားမရှိဘူးပေါ့အဲ့ဒီမကုလတောင်မှာမြတ်စွာဘုရားသတင်းသုံးတယ်လို့ဆိုတာတော့ပဲအမှတ်သားတစ်ခုရတယ်ပေါ့အဲ့တော့မကုလရာမမကုလကာရာမကျောင်းတိုက်လို့ဆိုတာမျိုးကြတော့သူကဝါနိစခါမလို့ဆိုတယ်စန္ဒကူးကျောင်းတော်ရာကိုရည်ညွှန်းတယ်မြန်မာလူမျိုးတွေကတော့ဒီဝါနိစခါမလို့ဆိုတာအခုမြန်မာပြည်မှာကျောင်းတော်ရာလို့ခေါ်တဲ့နေရာကိုယုံကြည်ကြတယ်ပေါ့နော်ဒါတော့ထားတော့တမိုင်းကြောင့်နဲ့ပတ်သက်တယ်အဲ့တော့မကုလတောင်မှာမြတ်စွာဘုရား6 ဝါမြောက်ဝါဆိုတယ်အဲ့ဒီဝါဆိုပြီးတဲ့နောက်မှာဝါကျွတ်တဲ့ခါမှာဘယ်ကြွတာတုံးလို့ဆိုတော့ရာဇဂုပြေကိုကြွတယ်လို့ဆိုတာဆက်ပြီးတော့ကြည့်လို့ရတယ်ခရီးဒေသစာတွေကြွတယ်ရောက်တဲ့နေရာတိုင်းမှာမြတ်စွာဘုရားတရားဓမ္မတွေဟောပြောတယ်ဟောပြောတော့မြတ်စွာဘုရားကိုတရားနာကြတဲ့ပုဂ္ဂိုလ်လေးတရားသူတရားမြတ်တွေရကြတယ်ဘုရားဖူးတွေ့ရလို့အ ਨੇ ဆုံးကုသိုလ်စိတ်ပွားပြီးတော့တည်တဲ့အခါမှာနတ်ပြည်ရောက်ကြတယ်ဘုရားတရဏံကိစ္ဆာမိစတဲ့တရဏဂုံကိုစောင့်တည်ရသည့်အတွက်ကြောင့်နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာတာမန်နတ်သားတွေနတ်သမီးတွေပို့ပြီးတော့တကူအရှိန်ဝါတွေကြီးတယ်ဆိုတာအမြဲတမ်းထင်ရှားတယ်ပေါ့ဇနဝဒဘသုတ်တံမှာမှတ်တမ်းတင်ထားတဲ့အတိုင်းတရဏဂုံတည်ပြီးတော့ဖျားပွင့်ပြီးတဲ့နောက်မှာရောက်လာတဲ့နတ်တွေဟာပို့ပြီးတော့တောက်တောက်ပြောင်ပြောင်တကူအရှိန်ဝါကြီးမားကြတယ်သာသနာ့ဘမှာရောက်လာတဲ့နတ်တွေတဲ့အရှိန်ဝါကိုကြော်ဖြတ်ပြီးတော့တက်သွားတယ်အရှိန်ဝါဆိုတာမတူဘူးနော်အာနာနဲ့ဩဇာလိုပဲအာနာဆိုတာတော့အမိန်ပေးခြင်းပေးနိုင်မယ်သို့တော့သူ့အပေါ်မှာလူကျင်ညုံမှုမရဘူးသူလေးစားလိုက်နာလို့တဲ့စိတ်တွေမရှိကြဘူးဆိုရင်ဩဇာမရှိဘူးလို့ခေါ်တာအာနာတော့ရှိတယ်ဩဇာမရှိဘူးဩဇာရှိပြီဆိုတဲ့အခါမှာငါ့ကိုဘာပြောမလဲဘာအမိန်ပေးမလဲဘာခိုင်းမလဲမျောလင့်နေတာသူပြောတဲ့စကားကိုပဲနားထောင်ညင်းနေတာအမိန်ပေးတာကိုပဲလှုပ်ချင်နေတာအဲ့ဒါကြတော့ဩဇာရှိတယ်လို့ခေါ်တယ်ထို့တူပဲအရှိန်အဝါဆိုတာမတူဘူးတူနဲ့တူအရှိန်ဝါပစ္စည်းချမ်းသာခြင်းချမ်းသာမယ်ရုပ်အစဉ်လှပခြင်းလှပမယ်သို့တော့အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအများကချစ်ခင်တဲ့ကြီးလေးလေးစားစားကြည့်တယ်ဆိုတဲ့ဒီအရှိန်ဝါမျိုးကတော့လူတိုင်းရှိတာမှမဟုတ်တာနတ်တွေမှာလည်းပဲထို့တူပဲအရှိန်အဝါဆိုတာအမြဲတမ်းထင်ရှားရှိတယ်ပေါ့အေးမြတ်စွာဘုရားဟာယခုလိုတရားတွေရဲ့အကျိုးအတွက်လုပ်ငန်းလုပ်เสียရှိလို့ရှိရင်တော့ဘလောက်ပဲဝေးလံတဲ့ဒေသပဲဖြစ်ဖြစ်မြတ်စွာဘုရားကြွသွားပြီးတော့တရားဟောတယ်ချက်ချင်းကြီးသွားရောက်ပြီးတော့တရားဟောတယ်နော်ဘောဓနေယံစနံဒိဋ္ဌဝါတတသဟတိပိယောစနေမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကျွတ်မဲ့ပုဂ္ဂိုလ်တရားဓမ္မကိုနားလည်မဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေ့လို့ရှိရင်ယူဇနာသိမ့်ချီပဲဝေးပါစေချက်ချင်းရောက်အောင်သွားတယ်ချက်ချင်းရောက်အောင်သွားပြီးတော့တရားဓမ္မဟောပြောတယ်အလုံးအသိဉာဏ်ကိုဖြစ်ပွားစေတယ်ဒါမြတ်စွာဘုရားရဲ့ဒီလောကသားတို့အတွက်ကြိုးပမ်းအားထုတ်မှုပဲဖြစ်တယ်ပေါ့အဲ့ဒီမကုလတောင်မှာသတင်းသုံးနေထိုင်တဲ့အချိန်ဟာကိုရောမြတ်ရဲ့တမ္ပဘတ်တွေဝင်စားပြီးနေသလားသို့မဟုတ်တရားဝါတွေရဲ့အကျိုးအတွက်ဘာတရားတွေဟောတယ်လဲဆိုတာမှတ်တမ်းမရှိလို့သိရှိခွင့်မရပါပဲအဲ့ဒီ6 ဝါမြောက်ဝါဆိုပြီးတဲ့အခါနောက်ပိုင်းမှာဖြစ်ပျက်တဲ့အဖြစ်ကလေးတွေကိုတော့မှတ်တမ်းတင်ထားတာလေးတွေရှိတယ်ပေါ့မြတ်စွာဘုရားဟာရာဇဂုပြည်ရောက်လာတဲ့အချိန်ပိုင်းလေးမှာရာဇဂုပြည်မှာအဖြစ်ပျက်ကလေးတစ်ခုဖြစ်လာတယ်
ရာဇဂြိုလ်မြေမြတ်စွာဘုရားဟာပထမဝါဒုတိယဝါတတိယဝါစတုထဝါလို့ဒုတိယဝါတတိယဝါစတုထဝါသုံးဝါဆက်တိုက်ရာဇဂြိုလ်မြို့မှာနေထိုင်တယ်ဝါတွင်ကာလမှာဒီလိုသုံးနှစ်ဆက်တိုက်နေထိုင်ဝါဘအချိန်တွေမှာလည်းပဲရာဇဂြိုလ်မြို့အချိန်ချင်းရောက်တယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားနဲ့ယင်းဤဝင်ဆက်နေတဲ့ရာဇဂြိုလ်မြို့ဘယင်ဗေပိသာရမင်းကြီးကိုယ်တိုင်ကိုကမြတ်စွာဘုရားနဲ့ပထမဆုံးတွေ့တဲ့အချိန်မှာသောတာပန်ဖြစ်သွားအဲ့ဒီမှာ3,200,000ထဲမှာလဲ3,100,000သောမြို့သူမြို့သားတွေဟာဘုရားဘာသာဝင်သောတာပန်ပုဂ္ဂိုလ်တွေဖြစ်သွားကြတယ်အဲ့ဒီလိုထင်ရှားတဲ့နေရာဒေသကြီးမှာတော့ဘုရားဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တွေဟာကျမ်းနေသေးတယ်ပေါ့ရာဇဂြိုလ်မြို့မှာရှိနေတဲ့တထေးတယောက်ခင်းကမြစ်ထဲရေဆင်းချိုးရနေပြီးတော့ရေချိုးတဲ့အခါမှာတစုံတစ်ခုများမျောပါသွားရင်ပြန်ဆယ်လို့ရအောင်ဆိုပြီးတော့ပိုက်တွေဖြန့်တန်းပြီးတော့ရေချိုးလေးရှိတဲ့အဲ့လိုရေချိုးတဲ့အခါမှာသူဖြန့်တန်းထားတဲ့ပိုက်ပေါ်မှာလာပြီးတော့တစ်တုံးတရုံညိတာအဲ့ဒီတစ်တုံးကိုကြည့်လိုက်တဲ့အခါမှာတစ်တုံးကအလွန်ချောမွေ့ပြီးတော့ကြည့်တော့ဘာတစ်တုံးမှလေဒီတစ်တုံးကဆိုပြီးတော့ကမ်းပေါ်ဆက်တင်ပြီးတော့ပစိန်နဲ့ရဲတဲ့နဲ့ခုတ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအလွန်တန်ဖိုးရှိတဲ့စန္ဒကူအနှစ်တုံးကြီးဖြစ်တယ်ဟိုးစန္ဒကူပင်ကနေပြီးတော့မြစ်ကြောတစ်ရောက်စန္ဒကူပင်ကနေရေတိုက်စားပြီးတော့မြစ်တလျောက်မှာဝေးလံတဲ့ဒေသကနေပြီးတော့မျောပါလာတယ်ဒီစန္ဒကူတုံးဟာရေကတိုက်လိုင်းကပုတ်နဲ့ကြောက်တုံးတွေကြားထဲကနေပြီးတော့ကြောက်တုံးတွေနဲ့တိုက်လို့ဆိုမျောလာတဲ့စန္ဒကူတုံးကြီးဟာကြည့်လိုက်လို့ရှင်ချောမွေ့နေတယ်အတိုက်ခိုက်တဲ့ကြောင့်ချောမွေ့ပြီးတော့နေတယ်အေးအဲ့ဒီလိုချောမွေ့နေတဲ့တစ်တုံးတစ်တုံးကိုကောက်ပြီးတော့ကြည့်လိုက်တဲ့အခါတကယ်ကိုတန်ဖိုးရှိတဲ့စန္ဒကူနှစ်တုံးကြီးဖြစ်နေတာနှစ်တုံးကြီးဖြစ်တော့သူကဗုဒ္ဓဘာသာမဟုတ်ဘူးဘယ်ဘာသာကိုမှမယုံကြည်ဘူးခုခေတ်လိုပြောမယ်ဆိုရင်တော့ဘာသာမဲ့သူတယောက်ပေါ့အဲ့ဒီခေတ်ကရာဇဂြိုလ်ပြည်မှာဘာသာတရားတွေက6မျိုးထွန်းကားနေတာရှိတယ်ပုရဏကတ္တဗဟောတဲ့အကရိယဘာသာဝါဒဘာမှလုပ်เสียမလိုဘူးဆိုတဲ့ဘာသာဝါဒကုသိုလ်အကုသိုလ်ဆိုတာမရှိဘူးမင်းတို့ကုသိုလ်လည်းလုပ်เสียမလိုဘူးအကုသိုလ်လည်းလုပ်เสียမလိုလုပ်လို့လည်းမရဘူးဆိုတဲ့အယူဝါဒကိုဟောတယ်နော်ကုသိုလ်ဘလောက်လုပ်အကုသိုလ်ဘလောက်လုပ်ဘာဒုက္ခမှငရဲလည်းမရဘူးကုသိုလ်တွေဘလောက်လုပ်ကောင်းရသူတွေမရောက်နိုင်ဘူးဆိုတဲ့အကရိယဝါဒကိုချမှတ်ထားတဲ့ပုရဏကတ္တဗရဲ့အကရိယဝါဒဘာသာတရားလေထွန်းကားမဂ္ဂလိဂေါသလကြီးရဲ့တန်တာရသုတ်တိလို့ဆိုတဲ့တနေ့တစ်ချိန်ကျရင်အာလုံးဟာတန်တရားဝကလွတ်ကြမှာပဲဆိုတဲ့လောကမှာလှုပ်ရှားတွေဘာမှမလိုဘူးနော်အကြောင်းမဲ့ကြီးပွားလာတာလည်းအကြောင်းမဲ့ပဲပျက်စီးဆုံးရှုံးသွားတာလည်းအကြောင်းမဲ့ပဲလူတွေရဲ့လုံလဝိရိယရဲ့အကျိုးဆိုတာဘာမှမရှိဘူးလူမိုက်ဖြစ်ပြီးတော့တန်တရားရှည်ခြင်းလို့လည်းမရဘူးပညာရှိဖြစ်ခြင်းလို့တန်တရားတိုးခြင်းလည်းမရဘူးကန့်တတ်ထားပြီးသားရှိတယ်တန်တရားရက်စိတ်ရင်အလုံးဟာတန်တရားဝကလွတ်ကြမှာပဲဆိုတဲ့တန်တာရသုတ်တိဝါရကိုဥတည်ပြီးတော့ဟောကြားတဲ့မက္ကလိရဲ့သာသနာဘာသာတရားလည်းထွန်းကားနေတယ်ခဏခေတ်ဘာသာတွေနဲ့တော့မတူတတ်ဘူးပေါ့နော်ဟောတာတွေနောက်တစ်ခါအစိတကေတလကေတကမ္မလာဆိုတဲ့ဘာသာရေးခေါင်းဆောင်ကတော့ဘာတွေဟောတော့ဆိုကံတရားရဲ့အကျိုးဆိုတာမရှိဘူးတဲ့အကုန်ညင်းပဲတယ်သေပြီးပြန်မွေးတာမရှိဘူးတဲ့ကုသိုလ်ကအကုသိုလ်ကံရဲ့အကျိုးတရားဆိုတာမရှိဘူးနောက်ဆုံးမှာအမေဆိုတာမရှိဘူးဖေဆိုတာမရှိဘူးနတ္ထိမာတာနတ္ထိပိတအဲ့တော့အမေမရှိဘူးဆိုတာကိုအမေကမွေးတာမဟုတ်ဘူးလားလို့ဒီလိုမေးစရာရှိတယ်ဟုတ်တယ်အမေကိုအတိမမပြုတ်တာကိုအမေမရှိဘူးလို့ပြောတာအတိမမပြုတ်သည့်အတွက်ကြောင့်အမေကိုပြုစုလဲအကျိုးမရှိဘူးအမေကိုစော်ကားလည်းပဲအပြစ်မရှိဘူးအဖေကိုအတိမမပြုတ်သည့်အတွက်ကြောင့်အဖေပေါ်မှာစော်ကားလည်းအပြစ်မရှိဘူးပြုစုဆောင်ရှောက်လည်းပဲအကျိုးမရှိဘူးဆိုတဲ့အယူဝါဒရုပ်ဝါဒဓမ္မပေါ့အဲ့ဒါလို့နောက်ဆုံးမှာလောကမှာဖះဆိုတာတော့မရှိဘူးလို့နတ္ထိကဝါဒဒုစရိုက်10ပါးထဲမှာပါတဲ့အဘိဓါဗျာပါဒမိစ္ဆာဒိဋ္ဌိဆိုတာအဲ့ဒီဟာကိုရည်ညွှန်းတာပဲသူရဲ့
မိစ္ဆာဒိဋ္ဌိဝါဒဟာဒုစရိုက်ထဲမှာပါတယ်မနောဒုစရိုက်ထဲမှာကံတရားရဲ့အကျိုးကိုညှင်းပယ်လိုက်ပြီဆိုတဲ့ကသူကလူတော်လူကောင်းဖြစ်ဖို့ခဲရင်သွားတယ်ပေါ့ဒီလိုဆိုတာပေါ့နော်အဲ့ဒီဘာသာတရားကိုလည်းပဲတွင်တွင်ကြီးဟောနေတာသူတို့ခေတ်ကသေသွားရင်အလုံးဟာဘာမှမရှိတော့ဘူးဆိုပြီးတော့ပြတ်သွားတတောတတ္တတဥစ္စေသက်ရှိတတ္တဝါတွေကနောက်ဆုံးသေသွားတဲ့နောက်ဘာမှမရှိဘူးနော်သင်္ချမ်းရဲ့ဟိုဘက်ဘာမှမပါဘူးသေရင်ပြပဲလှူတာတွေလည်းအကုန်ပြပုံပဲလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်ပေါ့သူ့ရဲ့ဝါဒနောက်တစ်ခါပကုဒ္ဒကိစ္ဆယနာဆိုတာတစ်ခုနဲ့တစ်ခုဘာမှအဟန္တာမဖြစ်ဘူးလောကမှာထာဝရတည်မြဲတဲ့အရာနော်ထာဝရတည်မြဲပြီးတော့သူ့သဘာဝအတိုင်းသူရှိနေတဲ့အရာ9မျိုးရှိတယ်ဆိုပြီးတော့ဓာတ်ကြီးလေးပါးရဲ့ဒုက္ခဒုက္ခရဲ့ဇီဝရဲ့ဆိုတာကြီးတွေဒီ9မျိုးကိုအတိမပြုတ်ပြီးတော့ဒါထာဝရမြဲတဲ့အရာပြုပြင်ပြောင်းလဲလို့မရဘူးလို့ဆိုတဲ့အင်ញင်ညဝါဒကိုဘာသာတရားကိုဟောပြောနေတဲ့ပကုဒ္ဒကိစ္ဆယနာဆိုတာလည်းရှိတယ်ဘာမှရေရမပြောနိုင်ပဲနဲ့လာသမျှတွေအကုန်ရှောင်တိန်နေတဲ့ဝါဒကိုလက်ခံတဲ့သင်္ဆေယဗိလဋ္ဌဗုဒ္ဓဆိုတဲ့ဘာသာတရားလည်းထွန်းကားနေတယ်နောက်ဆုံးမှာသတ္တုယမတမရ၄ဘက်၄တန်ကအကုသိုလ်ကိုရှောင်ရမယ်ဆိုပြီးတော့အစွန်းရောက်အဟိန္တာတရားကိုလက်ခံကျင့်သုံးတဲ့ဒီနိဂန္ဓနတဗုဒ္ဓရဲ့ဝါဒဆိုတာလည်းပဲရာဇဂိုမြို့မှာထွန်းကားနေတယ်အဲ့ဒီဝါဒတွေအပြင်မှာမြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့မြတ်စွာဘုရားရဲ့မေဇိမပฏิပဒါကျင့်စဉ်နဲ့တဏှာဝကလွတ်ရလွတ်ကြောင်းအကျင့်တရားတွေကိုဟောပြောလာတယ်အတ္တဆိုတာကိုညှင်းပယ်လာခဲ့တယ်လောကမှာမြဲတာတခုမှမရှိဘူးမရှိသည့်အတွက်ကြောင့်ဒီကျင့်စဉ်နဲ့ကျင့်ရတဏှာထဲမှာဆင်းရဲဒုက္ခကလွတ်တဲ့နေရာဆိုတာမရှိဘူးနိဗ္ဗာန်ရမှာဆင်းရဲဒုက္ခလုံးဝလွတ်နိုင်တယ်လို့ကျင့်စဉ်နဲ့ကွဒီဟောပြောတဲ့ဂေါတမဗုဒ္ဓရဲ့ဘာသာတရားလည်းရာဇဂိုမြို့မှာထွန်းကားတယ်ဒီတတိကတော့ဘယ်ဘာသာကိုမှစိတ်ဝင်စားဘူးဒီလိုဆိုလို့တယ်ပေါ့ဘာသာမဲ့တယောက်အဲ့တော့ဇန္နကုအနှစ်တုံးကြီးရလာတဲ့အခါကျတော့သူစိတ်ကူးပေါက်တယ်အေးဒီဘာသာတော့တရားတွေအမျိုးမျိုးပြောကြတယ်သူလည်းယဟန္တာငါလည်းယဟန္တာနဲ့ပြောကြတယ်ယဟန္တာတွေတက်ပေါ်တယ်ပေါ့အဲ့တော့ဒီဇန္နကုနှစ်တုံးကိုသူကငါအိမ်မှာအများကြီးရှိတယ်ဒီတပိတ်အဖြစ်ပုတ်စင်တင်ပြီးတော့တပိတ်ဒီတပိတ်တရံပေါ်လာအောင်ပုတ်စင်တင်ပြီးတော့တပိတ်ပုတ်မယ်ရလာတဲ့ဒီပုတ်စင်ကကြလာတဲ့ဇန္နကုဒီအဖတ်တွေကိုတော့သူကမျက်စင်းတို့ပါတို့ဒီလိုနန္တာအဖြစ်အသုံးပြုတာပေါ့အဲ့ဒါတွေကိုသူသုံးမယ်ဒီတပိတ်ကိုတော့လောကမှာတကယ်ယဟန္တာဆိုတာရှိသလားစုံစမ်းရေးလုပ်မယ်ပေါ့စုံစမ်းဖို့အတွက်အသုံးချတကိုးရှိတဲ့ပုဂ္ဂိုလ်ရှိတယ်ဆိုရင်လည်းငါစုံစမ်းမယ်လို့ဆိုပြီးတပိတ်တစ်လုံးဘာသာတရားဘာသာရေးသမားတွေကြိုင်တဲ့တပိတ်ခွက်ပေါ့နော်စားတော့ခွက်အဲ့ဒီပုံစံပုတ်စင်တင်ပြီးတော့တပိတ်တစ်လုံးဟာပုတ်ထားပြီးတပိတ်ပုံစံဖော်ထားပြီးတဲ့အခါမှာအိတ်ထဲထည့်ပြီးတော့ဝလုံးတွေအဆင့်ဆင့်နဲ့မြောက်တင်ပြီးမြင့်တင်ပြီးတော့ဝလုံးထိပ်ဖြားမှာဆွဲထားတယ်မြန်မာပြည်အလူတွေမှာအဲ့ဒီဖျားတွေထဲမှာသွားပြီးတော့တခွန်တိုင်းမှာဆွဲထားတာမျိုးတွေတွေ့ဘူးကြလိမ့်မယ်အဲ့ဒီမှာဆွဲထားပြီးတော့သူကဘာကြေညာလိုက်တယ်လဲလို့ဆိုလို့ရှိရင်နော်ဘာကြေညာတုံးဆိုလို့ရှိရင်ယောတမနောဝါဗြဟ္မနောဝါတမနာပဲဖြစ်ဖြစ်ဗြဟ္မနာပဲဖြစ်ဖြစ်တဲ့နော်ယောတမနောဝါဗြဟ္မနောဝါအရဟစေဝအဋ္ဌိမာစာယဟန္တာလည်းဟုတ်တယ်တကိုးလည်းကြီးတယ်ဒိဏံယေဝပတ္တံဒီတပိတ်ကိုအဲ့ဒီယဟန္တာလည်းဟုတ်တယ်တကိုးလည်းကြီးတယ်ဘယ်တမနာခိုင်းကလာခဲ့ဘယ်ဗြဟ္မနာခိုင်းကလာခဲ့တကိုးကြီးတယ်ယဟန္တာဖြစ်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီတပိတ်ကိုလှူတယ်နော်ဩဟရတုဒီတပိတ်ကိုရအောင်ယူပေါ့ဘယ်သူပဲယူတဲ့လူပါဠိတော်မှာသုလဝက်ကပါဠိတော်မှာဒီဝတ္ထုလေးကိုမှတ်တမ်းတင်ထားတာရှိတယ်သို့သောဓမ္မပဒအထက်ကရာမှာတော့ဒီတဲ့ပြည့်ပြည့်စုံစုံရေးသားထားတာလည်းရှိတယ်ပေါ့အဲ့ဒီအထက်ကရာလာတဲ့စကားတွေကိုအသာထားလိုက်ပါဠိတော်ဇာတ်ကြောင်းလေးကတော့အဲ့တိုင်းပဲယဟန္တာရှိမရှိစူးစမ်းတဲ့အနေနဲ့
စန္ဒကူးတပိတ်ကိုအမြင့်60လောက်ပေ60လောက်မြင့်တဲ့အမြင့်မှာအတောင်60လောက်မြင့်တဲ့အမြင့်နော်တောင်60လောက်မြင့်တဲ့အမြင့်မှာဝါထိပ်ပြားမှာဆွဲထားတယ်ဆွဲထားပြီးတော့ကြော်ညာထားတယ်သူကကြော်ညာထားတဲ့အခါကျတော့အာရရေးကောင်းဆောင်တွေကလောကမှာယဟန္တာတို့တကူရှိတယ်လို့ပြောနေတာလေဘာသာရေးကောင်းဆောင်တွေပဲဖြစ်တယ်သူတို့ကဆက်သွယ်ကြတယ်ဒီတပိတ်လေးတစ်လုံးအတွက်နဲ့တကူပြဆရာမလိုဘူးငါဟာယဟန္တာလည်းဖြစ်တယ်တကူလည်းကြီးတယ်ငါလှူပါလို့ဆိုပြီးတော့ပုရဏကသဘာတို့မဂ္ဂလိဂောသလာတို့အဲ့ဒီ6ခိုင်းကဂိုင်းကြီး6ခိုင်းကဘာသာရေးကောင်းစဉ်ကဒီတထေးကိုပြောခိုင်းတယ်တထေးကလည်းခေါင်းပါတယ်ကောင်းရင်တက်ပြီးယူနိုင်ယူဘယ်သူပဲဖြစ်ဖြစ်ဒီတိုင်းတော့ဘယ်သူမှမလှူဘူးဆိုတာခိုင်မှာညင်းဆိုထားတယ်နောက်ဆုံးကြတော့ရှင်မောက္ကလန်နဲ့ရှင်ပိဏ္ဏောလဘာရဒွါစားတို့ဟာရာဇဂိုမြို့ထဲဝင်တဲ့အခါမှာဒီသတင်းလဲကြားရောရှင်မောက္ကလန်ကပြောတယ်ကိုရောငါရှင်ပိဏ္ဏောလကိုရောဟာတကိုးလဲကြီးတယ်အဲ့တော့တကိုးကြီးတယ်ရဟန္တာလည်းဟုတ်တယ်ဒီတပိတ်ကိုရောနဲ့ထိုက်တန်နဲ့တက်ပြီးယူပါလို့ဆိုတော့ရှင်ပိဏ္ဏောလပြောတယ်အရှင်ဘုရားကတကိုးရမှာအိတ်တဲရတယ်အရှင်ဘုရားပဲယူပါအရှင်ဘုရားမယူဘူးဆိုရင်သူယူပါမယ်ဆိုတော့ရှင်မောက္ကလန်ကကိုရောပဲယူပါလို့ဆိုတခါတည်းသင်္ကန်းယုံတဲ့နေရာကမြို့ပြင်မှာသင်္ကန်းယုံရင်ကနေပြီးတော့တကိုးတော်နဲ့သူတို့ရက်ပြီးတော့သင်္ကန်းယုံနေတဲ့နေရာမှာကြောက်တုံးကြီးအကြီးကြီးရှိတယ်ဒါကအထက်ကရာထဲမှာသာပါတာပါဠိတော်မှာတော့မပါဘူးပါဠိတော်မှာကတော့တကယ်ကိုရိုးရိုးကလေးဖော်ပြတယ်အဲ့ဒီလိုနှစ်ပါးတူတူစကားပြောပြီးတော့ကိုတော်ပဲယူလို့ဆိုရှင်ပိဏ္ဏောလဇံပိညင်ဝင်စားပြီးတော့ကောင်းကင်ယံအကြွသွားပြီးအဲ့ဒီတပိတ်ကိုဖြုတ်ယူလိုက်တယ်ဖြုတ်ယူလိုက်ပြီးတော့ဖြုတ်ယူလိုက်တဲ့အချိန်မှာတထေးမိသားစုကလည်းကြည်နေတော့အဲ့တော့ကောင်းကင်ကနေပြန်လာပြီးတော့တပိတ်ကိုယူသွားတော့အရှင်ဘုရားဆင်းတော်မူပါဆိုပြီးတော့တပိတ်ထဲမှာဆွမ်းခဲဘွယ်ဘောဇဉ်ချိုချင်းရတာဖြားဖြားတွေအကုန်လုံးထည့်သွင်းပြီးတော့လှူဒန်းလိုက်တယ်အဲ့တော့ရှင်ပိဏ္ဏောလတပိတ်ကိုယူပြီးတော့မြို့ကိုပတ်လိုက်တယ်မြို့ကိုပတ်လိုက်တော့ကောင်းကင်ယံမှာတပိတ်ကလေးလွယ်ပြီးတော့လက်ပတ်ပြတယ်ပေါ့သို့တော်ထက္ကထာမှာတော့ကြောက်တုံးကြီးတစ်ခုလုံးကိုလူတွေအလုံးအာယုံဆိုင်မိအောင်ဆိုပြီးတော့သူတို့သင်္ကန်းယုံတဲ့နေရာမှာရှိတဲ့ကြောက်ဖြာကြီးကြောက်တုံးအပြာကြီးတစ်ခုလုံးကိုတစ်ခုတကိုးတော်နဲ့မပြီးတော့ရာဇဂိုမြို့ကောင်းကင်ပေါ်မှာကြောက်တုံးကြီးဖန်ဆင်းပြီးတော့ကြောက်တုံးကြီးနဲ့လှည့်လည်ပြီးတော့သွားတယ်လို့ဆိုတယ်လူတွေကကောင်းကင်ယံကကြောက်တုံးကြီးမြင်တော့ကြောက်တာပေါ့ခေါင်းပေါ်မှာပြုတ်ကြမှာကြောက်ကြတယ်ပေါ့အဲ့ဒါလို့တကိုးပြသေးတယ်လို့ဆိုတယ်ပါဠိတော်မှာတော့ရိုးရိုးလေးပဲတကိုးနဲ့တက်ပြီးတော့တပိတ်ကိုယူတယ်ယူပြီးတော့မြို့ကိုလက်ပတ်တယ်ကောင်းကင်ယံကအဲ့ဒီမှာတထေးမိသားစုကရှင်ဘုရားဆင်းတော်မူပါဆိုပြီးတော့တပိတ်ကိုယူပြီးတော့ဆွမ်းဟင်းခဲဘွယ်ဘောဇဉ်တွေအပြည့်ထည့်ပြီးတော့လှူလိုက်တယ်အဲ့ဒီတကိုးပြာတွေဟာအဝေးရောက်လို့မကြည့်ရတဲ့ပုဂ္ဂိုလ်တွေကကြည့်ကျင်လို့ရှင်ပိဏ္ဏောလနောက်ကနေလိုက်ပြီးတော့ပြပါအောင်နဲ့လိုက်ကြတာပေါ့လိုက်ကြတာဘယ်ထိအောင်လိုက်တုံဆိုဝေလူဝန်ကျောင်းတော်ထဲထိရောက်သွားတာစူးစူးညံ့ညံ့နောက်ကလူအုပ်ကြီးပါလာတော့မြတ်စွာဘုရားကအတန်နေလူတွေဘာလုပ်ကြတာလဲလို့ရှန္ဒနာမေးတော့ရှင်ပိဏ္ဏောလစန္ဒကူးတပိတ်ကိုတက်ယူတယ်တကိုးလူတွေကကြည့်ကျင်လို့လိုက်ပြခိုင်းတာပါဘုရားလို့ဆိုတော့မြတ်စွာဘုရားသူခေါ်တယ်ခေါ်ပြီးတော့တကိုးနဲ့စန္ဒကူးတပိတ်ကိုယူတယ်ဆိုတာဟုတ်သလားလို့ဟုတ်ပါတယ်ဗျာမြတ်စွာဘုရားပြစ်တင်တယ်အပြစ်တင်နာမှတ်လောက်သားလောက်အပြစ်တင်ဘာမှတန်ဖိုးမရှိတဲ့အရာတစ်ခုအတွက်အရှက်เสียကိုပြတယ်လို့ပဲเนาะဘာမှတန်ဖိုးမရှိတဲ့စန္ဒကူအတွက်ဒီတကူပြရမလားလို့မြတ်စွာဘုရားအပြစ်တင်အဲ့တော့တမ္မာပုဂ္ဂိုလ်တွေကတော့ထင်ကြမယ်ဒီတကူပြတာဟာသာသနာကိုပို့ပြီးတော့ကြီးညိုမဲ့လူတွေပေါ်မလာဘူးလားတကူပြတာမကောင်းဘူးလားလို့ဆိုမကောင်းဘူးမြတ်စွာဘုရားအနေနဲ့မြင်ဘာဖြစ်လို့တော့ဆိုတကယ်တရားဓုတရားမြတ်ရတဲ့ပုဂ္ဂိုလ်တွေဟာတကူမပြနိုင်လို့ရှိရင်လူတွေရဲ့စော်ကားမှုကိုခံရနိုင်တယ်ပေါ့မြတ်စွာဘုရားရဲ့သာသနာတော်မှာတကယ်တရားဓုတရားမြတ်ဆိုတာတကူပြနိုင်တာကိုခေါ်တာမဟုတ်ဘူးဒါကြောင့်မို့တကူပြတယ်ဆိုတာလောကီ
အတ္တပညာတွေရှိတယ်တဲ့ခန္ဓာတွေအတ္တဆိုတာလူစိတ်ကိုသိတယ်ကောင်းကင်ယံကသွားနိုင်တယ်ဆိုတဲ့အတ္တတွေရှိတယ်နောက်မယုံတဲ့လူတွေဟာဒါကခန္ဓာတွေဝိဇ္ဇာကြီးပါမျက်လှည့်သမားကြီးပါနော်မျက်လှည့်ပြတာပါသူကောင်းကင်ယံသွားတယ်ဆိုတော့သူသွားတာမဟုတ်ပါဘူးတကယ်မျက်လှည့်ပြတာပါလို့ဆိုပြီးမယုံကြည်ကြဘူးတဲ့ယုံကြည်အောင်လုပ်လို့မရဘူးလို့ဆိုရဲအနေထားမျိုးတွေရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားတကူပြတာကိုမကြိုက်ဘူးတကူပြခြင်းဖြင့်အောင်မြင်မှုမရနိုင်ဘူးသာသနာမှာတကူပြခြင်းဖြင့်လူကိုသိမ့်သွင်းလို့မရသို့သောလူတွေကတော့ထင်ကြတယ်တကူပြလို့ရှိရင်သာသနာကိုပိုးကြည့်ညိုမဲ့ပုဂ္ဂိုလ်တွေရှိပေါ်လာနိုင်တယ်အလုံးဟာဗုဒ္ဓဘာသာဖြစ်သွားလိမ့်မယ်လို့ဒီလိုထင်ကြတာနာလန္ဒမှာရှိတဲ့ကေဝတ္တဆိုတဲ့ကေဝတ္တပုဒ္ဒဆိုတဲ့လူတယောက်ဟာလေမြတ်စွာဘုရားကိုသွားတော်လျှောက်တာသူဟာအရှင်ဘုရားနာလန္ဒလူတွေသရတရားကောင်းတယ်တဲ့သာသနာကိုပိုးကြည့်ညိုအောင်ရှင်ဘုရားတကူပြမဲ့ကိုရောတော်ကခံထားပေးပါတဲ့နေ့စဉ်သူတကူမျိုးမျိုးပြရမှာပြရင်တစ်မျိုးလုံးလူတွေဟာဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့သာသနာတော်ပိုးကြည်ညိုကြလိမ့်မယ်လို့ဒါသူ့အယူဆလျှောက်တော့မြတ်စွာဘုရားလက်မခံဘူးမဖြစ်နိုင်ဘူးတဲ့မှန်တယ်လောကမှာမယုံတဲ့လူတွေကဘယ်လိုလုပ်လို့မှမယုံဘူးနော်တကူပြပြီးတော့ယုံအောင်လုပ်လို့မရဘူးတဲ့မြတ်စွာဘုရားအဲ့ဒီထဲမှာအစွမ်းထက်တာတခုကတော့တကူပြတာမဟုတ်ဘူးတဲ့ဆုံးမဩဝါဒပေးတာဟာဒါလေဘာသာတရားအတွက်တန်ဖိုးရှိဆုံးအရာဖြစ်တယ်ပေါ့ဘာသာတရားရဲ့ဆုံးမမှုဆိုတာတကူပြတာလေထိရောက်တယ်တကူပြလို့ရှိရင်မျက်လက်သမားကြီးလို့လဲထင်ရင်ထင်ကြမယ်နော်လိန်လူညာလို့လဲထင်ကောင်းထင်ကြလိမ့်မယ်တဲ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်စိတ်နေသဘောထားဘယ်လိုထားရမယ်အပြစ်ရှိတဲ့အလုပ်အပြစ်မရှိတဲ့အလုပ်တွေခွဲခြားပြီးတော့လုပ်တဲ့နာနဲ့မလုပ်တဲ့နာခွဲခြားပြီးတော့ဆုံးမဩဝါဒပေးတဲ့အလုပ်ဟာပို့ပြီးတော့ဘာသာတရားမှာတန်ဖိုးရှိတယ်ပေါ့အဲ့ဒီတန်ဖိုးရှိတဲ့အနုတာတတိဆုံးမဩဝါဒပေးမှုကသာလဲဘာသာရေးနဲ့တင့်လျော်တဲ့တကူပြမှုပဲလို့မြတ်စွာဘုရားယူဆတယ်အဲ့ဒါကြောင့်မို့လို့ယေရှုမိုးပြန်ဒီလိုလုပ်ပြတာတွေကိုမြတ်စွာဘုရားမချီးမွမ်းဘူးလူစိတ်ကိုအတ္တဟောတာတွေမချီးမွမ်းဘူးလောကလူတွေကတော့ကြစိတ်ဝင်စားတာတော့ဟုတ်လိမ့်မယ်နော်လူစိတ်ကိုသိတယ်ဆိုလို့ရှိရင်လူတွေကဘာလုပ်ကြမှာသာသနာပေါင်းကြီးညိုမှာတော့မဟုတ်ဘူးအိမ်ကစိန်လက်စွပ်ပျောက်သွားလို့အရှင်ဘုရားဘယ်နာရောက်နေတုန်းဒါလာမေးမှာပဲနော်တကူပြတာလို့ရှိရင်အဲ့ဒါပဲလာမေးကြမှာပဲတရားဓမ္မတော့မေးမှာမဟုတ်ဘူးအရှင်ဘုရားဒီတရားဘယ်လိုကြောင့်ရတာတုန်းတပည့်တော်နီးပေးစမ်းမှာဒီတရားတပည့်တော်ရချင်ပါတယ်ဆိုတဲ့လူကရှားတယ်နော်ရှားတယ်အဲ့တော့ဒီနီလန်းတွေကတကူပြပြီးတော့စီယုံတဲ့နီလန်းတွေကမမှန်ကန်ဘူးလို့မြတ်စွာဘုရားဒီလိုဟောတာရှိတယ်ဒါကြောင့်မလို့ရှင်ပိန်တော်လာကိုပြစ်ခါကမြတ်စွာဘုရားတကူပြတာကိုပြစ်တင်ပြီးတော့ဒီသိက္ခာဘုဒ္ဓံပြညတ်လိုက်တယ်နဘိက္ခဝေဂိဟိနံဥတ္တရိမနုဿဓမ္မံအဋ္ဌိပါတိဟာရယံဓတ္တိတဗံလူအကြောင်းတွေကိုဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ဒီရနိုင်တဲ့ဂုဏ်ကြီးဖြစ်တဲ့တကူပြတိဟာကိုမပြရဘူးတဲ့အဋ္ဌိပါတိဟာမပြရဘူးယောဓတေယအာဝတိဒုက္ကတအဲ့ပြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒုက္ကတနော်ချွေရင်မှုတစ်ခုလုပ်တယ်မလုပ်တဲ့နာတစ်ခုလုပ်တယ်ဆိုတဲ့အပြစ်သူတင့်ရောက်စေရမယ်လို့ဒီလိုဝိနိဗ္ဗာန်ဒုက္ခအဘသင့်တယ်လို့ပြောတာပေါ့နော်အဘဆိုတာအပြစ်တင့်ရောက်မှုပဲအဲ့ဒီဒုက္ကတမဟုတ်တာလုပ်တယ်မင်းမှားယွင်းတယ်ချွတ်ချော်တယ်မလုပ်တဲ့နာလုပ်တယ်ဆိုတာနဲ့အပြစ်တင်ရမယ်အပြစ်မျိုးသူရတယ်လို့ဒီလိုသတ်မှတ်ပြီးတော့မြတ်စွာဘုရားဟာပြစ်တင်ရှုတ်ချခဲ့ပြီးတော့ယဟန်တွေကိုစီကံဥပဒေတခုထုတ်ထားခဲ့တယ်ပေါ့ဒါကြောင့်မို့လို့ဒီမကုလတောင်မှာ6ဝါမြောက်ဝါဆုပ်ပြီးတဲ့နောက်မှာဒီအဖြစ်တစ်ခုကြုံတွေ့ခဲ့ရတယ်လို့ဒါလိုပြောတာအဲ့တော့မြတ်စွာဘုရားပထမဆုံးရာဇဂိုလာတယ်ဆိုတာဝိနည်းကျမ်းကနေဖတ်ကြည့်လို့ရှင်တော့ဘုရားဘယ်ကနေပဲသွားတယ်ဆိုတာခံမှန်းပြီးတော့ကြည့်လို့ရတယ်ရာဇဂိုလာတယ်လာတဲ့အခါမှာအဲ့ဒီတကူမပြရဘူးဆိုတော့ပြညတ်ခဲ့ရတယ်သာသနာတော်မှာစိကံချက်ကလေးတွေဒီလိုထုတ်သွားတာဒါထူးခြားချက်တယ်မြတ်စွာဘုရားစိကံချက်ထုတ်ခြင်းဟာသာသနာတော်တိုးတက်ခြင်းအကြောင်းတစ်ခုပဲနော်သာသနာတော်ကိုလူတွေအထင်သေးပြီးတော့သာသနာတော်ပျက်စီးအောင်မဖြစ်ဖို့အတွက်
ယဟန်တွေကိုတကိုးပြမှုကိုဟန်တာပေးခဲ့တယ်ပေါ့ဒီဟာကတခုရာဇဂုပြည်မှာဒီအဖြစ်ပြက်တွေပြီးတဲ့အခါကျတော့ဝေသာလီပြည်ကိုမြတ်စွာဘုရားကြွသွားသေးတယ်ဝေသာလီကအဲ့ဒီချိန်တုန်းကအလွန်စီကားတဲ့စီးပွားဥစ္စာတွေတိုးတက်နေတယ်ဘေးရအန္တရာယ်တွေကင်းရှင်းသွားတဲ့နောက်မှာဝေသာလီမြို့ကြီးကပြန်ပြီးတော့စီကားဖယားကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေအလွန်များပြားလာတဲ့အခါဝေသာလီကြွတဲ့အခါအိုးကောင်းပြီဆိုတဲ့ဆွန်ဟင်ဆွန်နေနဲ့အမြဲတမ်းကတ်တဲ့အခါကျတော့ဘာဖြစ်တုံးဆိုဝေသာလီမှာနေတဲ့အခိုက်မှာရဟန်းတော်တွေကဘာဖြစ်အကောင်းတွေကြီးပဲစားတဲ့အခါကျတော့တဲ့ဘာဖြစ်လာတော့ဆိုအဘိတန္နကာယလေသီးကြီးတလိပ်ဆိုတာဒါတွေများပြားလာပြီးတော့ဝန်းနေပါတွေချုပ်ကြတယ်တဲ့ဘဝပါဒယောဂဝေဒနာတွေပိုများလာတယ်တလိပ်သီးကြီးတွေပွားပြီးတော့ကိုရောကြီးတွေဝဝဖိုင်ဖိုင်ကြီးတွေဖြစ်ပြီးယောဂတွေများလာတယ်ခုခေတ်ဆိုရင်တော့စီးတို့ဒီသွေးကြိုတို့စီဟိုတဲ့တို့ဖြစ်မှာပေါ့သွေးတို့စီးကြိုတို့ဖြစ်မှာပေါ့ဒါမျိုးတွေဖြစ်လာတယ်ပေါ့နော်ဆိုလိုတာကအဲ့ဒီလိုယောဂတွေဖြစ်လာတာအဲ့ဒီအချိန်မှာဆရာဇီဝကကြီးကလည်းသူ့ကိစ္စတစ်ခုနဲ့ဝေသာလီရောက်လာတယ်ရောက်လာတဲ့အခါကိုရော်ရီစီရောက်လာတော့ကြည့်လိုက်တော့ကိုရော်ရီကပေါင်ချိန်တွေတက်ပြီးတော့အခါတဲ့အစားကောင်းတွေစားတဲ့အခါပေါင်ချိန်တွေတက်အစီတွေတိုးစီးကြိုတွေသွေးတိုးတွေတက်ပြီးတော့ဒီလိုယောဂဝေဒနာတွေများလာတယ်ပေါ့နာမည်တော့အဲ့လိုတော့မခေါ်ဘူးနော်အဘိဓမ္မာကာယဘဝပါဒလို့ပဲဒီလောက်ပဲသုံးတယ်ဘိဓမ္မာကာယဆိုတာနော်လေသီးခြေတလိပ်တွေခန္ဓာကိုယ်မှာပွားလာတယ်ဆိုတော့ဝလာတယ်ကိုရောကြီးတွေဝလာပြီးတော့ဘဝပါဒယောဂတွေများလာတယ်လို့ဆိုလို့တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကိုလျှောက်တယ်တဲ့သူကဆေးဆရာဆိုတော့ဆေးပညာရှုထောင့်ကပဲကြည်တတ်တယ်သူကဝေသာလီပြည်မှာအခုအစားကောင်းတွေသိကျွေးတော့ရဟန်းတော်တွေဟာအကုန်လုံးစားကြတောက်ကြတော့အစီအစိတ်တွေစားတာများလာတယ်များလာတဲ့အခါကျတော့ယောဂတွေများတော့အဲ့တော့မြတ်စွာဘုရားတဲ့ယဟန်ဒီယောဂကင်းမှုအတွက်ဈဉ္ဉံလျှောက်ခိုင်းပါဘုရားတဲ့ရေမချိုးခင်နော်ချွေးထုတ်ခိုင်းပါဟုတ်တယ်လမ်းလျှောက်ရင်လည်းချွေးထွက်တယ်နော်ယာတိဝုရုအေးနေတဲ့အချိန်မှာဆိုရင်ချွေးရမထွက်ရအဲ့တော့ရေချိုးကန်ဒီမှာဆိုရင်ချွေးထွက်ဇန္တာဂရလို့ခေါ်တယ်စာပေကျမ်းကမှာတော့ဇယုံအိမ်ဆိုတာချွေးထုတ်တဲ့နေရာကိုပြောတာပေါ့မြမဆေးပညာအရဆိုရင်တော့ချွေးထုတ်ခိုင်းတာပဲအခိုးတွေပွင့်သွားအောင်ချွေးထုတ်ခိုင်းရေမချိုးရင်ချွေးတွေထွက်လာအောင်လုပ်ခိုင်းတယ်အကုန်လုံးခန္ဓာကိုယ်ထဲမှာရှိတဲ့အညစ်အကြေးတွေဟာချွေးဖြစ်ပြီးတော့ထွက်တာရှိတယ်အောက်ကိုနော်ကျင်ကြီးအနေနဲ့ထွက်သွားတာရှိတယ်အဲ့ဒါလို့ခန္ဓာကိုယ်ထဲမှာအညစ်အကြေးတွေစုမနေအောင်ဈဉ္ဉံတွေရှောက်ရမယ်ချွေးထုတ်ရမယ်ဒီအလုပ်တွေနဲ့လုပ်လိုက်လို့ရှိရင်ကျမ်းမာသွားမှာပါအရှင်ဘုရားဒါတွေလုပ်ဖို့ခွင့်ပြုလိုက်ပါလို့ဆိုတော့မြတ်စွာဘုရားကိုသူကကျမ်းမာရေးရှုထောင့်ကလျှောက်တော့မြတ်စွာဘုရားခွင့်ပြုလိုက်တဲ့အနုသန္တာမိဘိက္ခုကြီးစင်ကမင်္စဇန္တာကရင်စဈဉ္ဉံလမ်းနေစနစ်တကျလောက်ပြီးတော့ချွေးထုတ်တဲ့နေရာတွေပါခွင့်ပြုလိုက်တော့အဲ့ဒီနီးစနစ်အတိုင်းလိုက်နာတဲ့အခါမှာယဟန်နေယောဂဝေဒနာတွေသက်သာသွားတယ်ဟောနောက်တစ်ခါဝေသာလီကနေဘယ်ကြွသွားတော့ဆိုဘက်ခတိုင်သုတ္တမရာဂိရဘက်ကိုလည်းကြွသွားတယ်ဆိုတာဝိနည်းကျမ်းကအရာသိရတယ်ပေါ့အဲ့ဒီလိုမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာရောက်ရအယတ္တိတမှာတရားတွေရဲ့အကျိုးကိုတည်ဖို့ဆောင်ရွက်တော်မူခဲ့တယ်ယဟန်တန်ဃာတွေတပည့်တွေရဲ့အကျိုးကိုတည်ဖို့ဆောင်ရွက်ခဲ့တရားဓမ္မတွေဟောပြောလို့မှန်ကန်တဲ့လမ်းကြောင်းစာပေကျမ်းကမှာဘလို့ဆိုတော့ဆိုသက်ကမက္ခံမောက္ခမက္ခံအာရောပင်တော်တရားတွေကိုနတ်ပြည်လမ်းကြောင်းပေါ်တင်ပေးတယ်နိဗ္ဗာန်လမ်းကြောင်းပေါ်တင်ပေးတယ်ဒါတရားတွေရဲ့အကျိုးအတွက်မြတ်ဗုဒ္ဓရဲ့ချိုးပန်းချက်ပဲဖြစ်တယ်လို့6ဝါမြောက်မှာယခုလိုချိုးပန်းအထုတ်မှုလေးတွေကိုမှတ်တမ်းတင်ထားတာတွေရှိတဲ့အကြောင်းတရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းတို့ဘုရားမြတ်စွာရဲ့လောကသားတို့အတွက်ချိုးပန်းအထုတ်ချက်တွေဟာဤမြတ်တာမကဘူးများစွာရှိတယ်ပေါ့ရောက်ရရမှာတရားဓမ္မတွေဟောပြောပြီးတော့နတ်ရွာနဲ့တန်တဲ့ပုဂ္ဂိုလ်တွေနတ်ရွာအ ਨੇ ဆုံးရောက်စေတယ်နိဗ္ဗာန်နဲ့တန်မဲ့ပုဂ္ဂိုလ်တွေအတွက်နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်အောင်ဟောပြောဆုံးမသွန်သင်တော်မူခဲ့တယ်ဆိုတဲ့လောကသားတို့ရဲ့အကျိုးအတွက်ကြိုးပမ်းအားထုတ်တော်မူခဲ့တယ်ဆိုတာမှတ်သားနိုင်ယူကြပြီးမြတ်ဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့ဗုဒ္ဓနုတ္တိဘာဝနာဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း
မေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံပဝါယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာဓာတ်ဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွင်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခလည်းကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိတည်ဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လှိုင်၍နေကြပါစေကုန်တည်း